ဒါကတော့မြိတ်မြို့အေးရချောင်ကသုံးသက်ဓမ္မစကူကျောင်းဆောင်တည်တည်ရဲ့လက်ရှိအခြေအနေပဲဖြစ်ပါတယ်။ဒီကျောင်းဆောင်ကြီးဖြစ်မြောက်ဖို့အတွက်ကျွန်တော်တို့ ADW Engineering Group မြန်မာဇာတ်ရေးဆွဲလာကနေလက်ရှိစောက်လုပ်ရေးကြီးကြပ်မှုအထိအားလုံးကိုအခမဲ့ကုသိုလ်ဖြစ်ဆောင်ရွက်ပေးနေပါတယ်။ဒါပေမဲ့ကျောင်းဆောင်ကြီးအပြီးသတ်ဖို့ကြံရှိနေတဲ့လုပ်ငန်းတွေအတွက်အလူရှင်တွေလိုအပ်လျက်ရှိနေပါသေးတယ်။ကလေးတွေဓမ္မပညာသင်ဖို့အတွက်တစ်ဖက်ကလမ်းကနေပါဝယ်လူတန်းလိုတွေဆိုရင်တော့အခုပဲဆက်သွယ်လူတန်းနိုင်ပါပြီ။ဓမ္မအပြိုကင်းကြီးအမြန်ဆုံးပေါ်ထွန်းလာဖို့ဝိုင်းဝန်းကုသိုလ်ပြုကြပါစို့ခင်ဗျာ။